ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ True Ghost Stories Channel ကနေကြိုဆိုပါရစေကျွန်တော်တို့ဟာလူတွေရဲ့ပတ်ဝန်းကျင်မှာတကယ်ဖြစ်ပစ်ထဲတဲ့ထူးဆန်းတဲ့နယ်ပြီးကြောက်မက်ဖွယ်ရာဖြစ်ရမှန်ဇလန်းဒီကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်ပါတယ်ဒီနေ့မှာတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတကယ်ဖြစ်ခဲ့တဲ့သူငယ်ချင်း9ယောက်အဖွဲရဲ့ဘဝကိုထာဝရပြောင်းလဲပေးခဲ့တဲ့လမ်းပြောက်အင်ကြီးရဲ့ဇလန်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပရိသတ်ကြီးတို့ဒီညအိယာဝင်းတဲ့အခါကိုယ့်အရေးကိုတေချာကြည့်ပြီးမှအိဆက်ထုတ်ကျွန်တော်တတိပေးပါရစေကဲနားဆင်လိုက်ရအောင်ည9နာရီခွဲမိုးတလေးပြင်းတွေကကားမှန်ကိုအားဖြင်းဖြင်းနဲ့လာရိုက်နေတယ်လမ်းဘေးဝဲရာကတောအုပ်ကြီးကမောင်မဲလို့ကားမီးရောင်ထဲမှာတစ်ပင်တွေကလက်ကြီးတွေနဲ့ကားကိုလင်းဆွဲတော့မယ်အတိုင်းပဲတောက်မပ်ကဘာလို့စင်နေကြတော့တာလဲထက်အောင်ကစတီယာရင်ကိုစိတ်ပြက်လက်ရက်ကြိုက်လိုက်တယ်သူတို့9ယောက်သားတောင်းတဲ့ခီးကနေပြန်လာရင်လမ်းပြောင်းနေတာတနာစီကျော်ပြီးဟေးကောင်ထောင်ငါပြောသွားပဲလမ်းစုံမှာလမ်းမနေတယ်လို့စောကြီးကအနောက်ခန်းကနေစိုးရင်တကြီးလမ်းပြောင်းတယ်စောကြီးဟာသူတို့အဖွဲ့ထဲမှာအဆက်နောက်အထူးဆုံးလူဖြစ်ပေမဲ့အခုတော့သူ့အတန်းကမပီမသားတင်နေပြီဒီလမ်းကတောထဲကိုပိုးဝင်းသွားတယ်လို့ပဲမင်းတို့ခဏလုံးညင်ညင်နေကြစမ်းပါနန်းစုကသူ့ရဲ့ဆေးချောင်းသုံးစာအုပ်ကိုပိတ်ရင်ကြားဖြစ်ပြောတယ်နန်းစုဟာအခွဲထဲမှာအတီငိန်ဆုံးနဲ့စိတ်ပန်နီးချစဉ်းစားတတ်တဲ့သူကားထဲမှာစီးလေတစ်မချန်တော့ဘူးအရှိမအိမ်တလုံးတွင်ရင်ဝင်နာရအောင်ဟိုမှာအင်ကြီးတလုံးကိုလက်ကသူ့ရဲ့ကင်မရာကြီးကိုအစင်းတင်ပြင်ရင်អော်လိုက်တယ်ကိုလက်ကတော့အရာရာကိုမှတ်တမ်းတင်ဖို့ဝါသနာကြီးတဲ့ကင်မရာသမားတောအုပ်အစုံမှာနှစ်ထပ်တစ်သားအင်ကြီးတလုံးကအထီးကျန်စွာရှိနေတယ်အင်ရှိကညောင်းဖြင်ကြီးကလေးတိုင်တိုင်လှခါနေလာကတယောက်ယောက်ကလက်ဖြခေါ်နေတယ်လို့ပဲမိဖြိုကတော့ဘာမှမဖြိုပဲကားမှန်ဖြစ်တဲ့ဖောက်ကနေအင်ကြီးကိုစိုက်ကြည့်နေတယ်သူမျက်နာကသွေးမရှိသလိုဖြူလော်လို့မိဖြိုဟာစိတ်နှူပြီးအကြအမီအာယုံခံစားမှုရှိတဲ့သူမဝင်ကြရင်မကောင်းဘူးလားအဲ့ဒီအင်းကငါ့ကိုစိုက်ကြည့်နေတယ်လို့ပဲမိဖြိုကတူတူလေးပြောလိုက်ပြီးမြင်ကားကတော့အင်းရှိချမ်းဝင်းထဲကိုဝင်သွားခဲ့ပြီးကားကိုရက်ပြီးအင်းထဲကိုလှမ်းဝင်လိုက်တာနဲ့အေးဆက်ဆက်အနန္တတခုကသူတို့9ယောက်လုံးကိုစီးကျိုးလိုက်တယ်ဖုန်နဲ့နေထားပို့ပြီးပုဆက်ဆက်နိုင်တဲ့အနံမျိုးလူနေအိမ်လိုလည်းမဟုတ်ဘူးဟေးဘယ်လိုရှိလဲလားထက်အောင်ကအော်မေးပေမဲ့တိတ်ဆိတ်မှုကပဲပြန်လဲဖြေခိုက်ခဲ့တယ်ထူးဆန်းနေနော်ကိုလက်ကကင်မရာဖလက်ကိုဖွင့်လိုက်တယ်ဒီအိမ်ကလူမနေတာကြားပြီးဆိုပေမဲ့အဲခန်းထဲကစားခွဲပုံမှာထမင်းဝိုင်းကြီးစာပြင်ထားတုံးပဲစောကြီးကစားပွဲနာကိုခက်ကြည့်လိုက်ပြီးမျက်မှောင်ကျုပ်လိုက်တယ်ဒါကဘာဟင်းလဲအသားတွေကအစိမ့်လိုက်ကြီးပြီးတော့ဒီမှာကြီးစမ်းပန်းကန်က9လုံးနဲ့ငါတို့လူဦးရေနဲ့အတီးချပဲတိုက်ဆိုင်တာနေမှာပါနန်းစုကသူ့ကိုယ်သူအားပေးတယ်လေးတန်းနဲ့ပြောတယ်ရှေးလူကြီးတွေကဧည့်သည်လာမှာဆိုလို့အငဲပြင်ထားတာမျိုးရှိတယ်လေဒါပေမဲ့နန်းစုဟင်းတွေကပူနေတော့ပဲအငွေတောင်ထနေသေးတယ်မိဖြိုးကသူ့ရင်းနေတဲ့လက်ချောင်းလေးတွေနဲ့ထမင်းဝိုင်းကိုညွှန်းထားတယ်ငါတို့ဒီမှာမနေသင့်ဘူးမိဖြိုးရဲ့မျက်နှာကပေါ်ပြီးဖြူဖြော်လာပြီးမိုးကတော်တော်တင်းနေပြီမိဖြိုးဒီညတော့ဒီမှာပဲနားကြရအောင်ထက်အောင်ကစိတ်ကိုတင်းပြီးပြောလိုက်တယ်မနေ့လေးမှာပဲဆွသွားတာပေါ့အားလုံးဒီအေကန်ထဲမှာပဲစုနေကြမယ်ည12နာရီအင်ကြီးထဲမှာအကြတန်တောင်ကြာရလောက်အောင်တိတ်ဆိတ်နေတယ်သူတို့အားလုံးအေကန်ထဲမှာစုထိုင်နေကြတော့ကိုလက်ကသူ့ရဲ့ကင်မရာစခရင်ကိုကြည့်ရင်အသက်ရှူရမတတ်ဖြစ်သွားတယ်ဟေးကောင်လေးဟိုအမောင်ထဲမှာစောကြီးရက်နေတယ်မင်းဘာတွေရှောက်ပြနေတာလဲကိုလက်ငါကဒီမှာထိုင်နေတာလေစောကြီးကအန်ဂျီဖေးပလန်អော်လိုက်ပြီးမင်းသူ့အတန်းတွေကတူနေတယ်ကိုလက်ကကင်မရာကိုအမောင်တောင်းစီလွေခွိုက်ပြလိုက်တယ်ကင်မရာစခရင်ထဲမှာတော့စောကြီးနဲ့ချွတ်ဆွတ်တူတဲ့လူတစ်ယောက်ဟာအမောင်ထဲမှာမတက်ရနေပြီးသူတို့ကိုစိုက်ကြည့်နေတယ်ဒါပေမဲ့အဲ့ဒီစောကြီးရဲ့အပြုံးကနိုင်လွယ်အထိတက်နေပြီးမျက်လုံးတွေကတော့သွေးရောင်လွှမ်းနေတယ်ငါပုံစံနဲ့အဲ့ဒါကြီးကပါလဲစောကြီးကထောင်ရကနေနောက်ပြန်လဲချသွားတယ်မကြခင်မှာပဲအမောင်ထဲကနေနောက်ထပ်လူကြီးတွေထွက်လာပြန်တယ်ထက်အောင်နန်းစုမိဖြိုးနဲ့ကိုလက်သူတို့9ယောက်လုံးရဲ့ပုံတူတွေဟာအမောင်ထဲကနေတဖြည်းဖြည်းရှောင်လာကြတယ်သူတို့ရဲ့မျက်နှာတွေမှာအပြုံးစမ်းတွေကရွယ်ဆောင်လို့သူတို့ကငါတို့ကိုအတုခုနေတာမဟုတ်ဘူးမိဖြိုးကအော်ငိုလိုက်တယ်သူ့မျက်လုံးထဲမှာညှက်စီတွေပြေးနေပြီသူတို့ကငါတို့နေရာကိုအစားထိုးဖို့လုပ်နေလားဒီအိမ်ကငါတို့ကိုလိုချင်နေလားပြေးကြတကားစီကိုထက်အောင်
ဆောင်ကအော်ဟစ်ပြီးအဖွဲကိုဥဆောင်လိုက်တယ်အပြင်ထွက်ဖို့တခုတည်းသောမျောလင်းချက်ကအင်ရှိတကားပဲဒါပေမဲ့အင်ကြီးကပြောင်းလဲသွားပြီးလေကားတွေကအဆုံး